86ခုနှစ်တကူလာပြီးကျော်တရက်2024ခုနှစ်ဧပြီလ24ရက်ဘုရားနေ့၌အွန်လိုင်းမှာဟောကြားတော်မလုံချဗုဒ္ဓဝိပဿနာတရားတော်မြတ်စွာဘုရားကဝိပဿနာတရားကိုဟောကြားခဲ့တဲ့သုတ္တန်ဒီတော်တော်များများရှိတယ်။ရှင်အနန္ဒအတွက်ဟောတဲ့ဝိပဿနာအနန္ဒဝိပဿနာဘာဣယတာရုစီရိယကိုဟောခဲ့တဲ့ဝိပဿနာတရားလည်းရှိတယ်။ရှင်ဘုံနာကိုဟောတဲ့ဝိပဿနာတရားလည်းရှိတယ်။အဲ့တော့ဝိပဿနာတရားတွေကတော့သဘောအဖြစ်တော့တူကြပါတယ်အဲ့တော့ဝိပဿနာတရားအထုပ်ပြီးဆိုတာဘာတွေကိုရှုရပါလဲဆိုတာကိုအရင်လေ့လာရမှာဖြစ်တယ်သမထကျင့်တယ်လို့အာယုတစ်ခုတည်းပေါ်မှာစိတ်ဆိုင်တာမှမဟုတ်ပဲနဲ့ဘာတွေကိုဘယ်လိုရှုရမလဲဆိုတာသိရမှာဖြစ်တယ်အထူးသဖြင့်ဝိပဿနာရှုရဲဆိုရင်ဝိပဿနာရှုလို့မရအောင်ဘာတွေကမာရွေနေတယ်လဲဆိုရင်တတ္တဝါဆိုတဲ့မသိညာမာရွေနေတတ္တဝါဆိုတဲ့မသိညာအရင်ဖြောက်ဖို့ကြိုးစားရမှာဖြစ်တယ်ဝိပဿနာဆိုတာဉာဏ်စစ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဝိတ္တုဒ္ဓိကနေစဝိပဿနာရှုတော့မယ်ဆိုရင်ရှေ့ပိုင်းဝိတ္တုဒ္ဓိကနှစ်ခုသီလဝိတ္တုဒ္ဓိစိတ်ဓာတ်ဝိတ္တုဒ္ဓိအဲ့ဒီအနှစ်ခုကအသိဉာဏ်နဲ့မဆိုင်သေးဘူးနော်ကာယကဝစီကစင်ကြယ်အောင်လုပ်တာသီလဝိတ္တုဒ္ဓိအသိဉာဏ်မဟုတ်သေးဘူးစိတ်စင်ကြယ်အောင်လုပ်တာကစိတ်ဓာတ်ဝိတ္တုဒ္ဓိအဲ့ဒါကသမာဓိနဲ့ဆိုင်တယ်နိဝရဏဆိုတဲ့ပညာကိုအပြောသွားစေတတ်တဲ့လောဘဒေါသတိဏမိတ်တာဩဒိစ္စကောကုစဝိသိကိစ္စဆိုတဲ့နိဝရဏတရားတွေကနေကင်းစင်သွားလို့ရှိရင်စိတ်တည်ငြိမ်မှုရတယ်စိတ်ဓာတ်ဝိတ္တုဒ္ဓိဆိုဖြစ်တာသို့တော့ပညာဖြစ်ပြီလားဆိုမဖြစ်သေးဘူးပညာမဖြစ်သေးဘူးတော့ဝိပဿနာဆိုတာပညာဖြစ်အောင်လုပ်ရမယ်ပညာအစင်မရောက်ခင်သီလကိုစင်ကြယ်အောင်လုပ်ရမယ်ဘာဖြစ်လို့သီလကိုစင်ကြယ်အောင်လုပ်ရတယ်လဲလို့ဆိုရင်တရားအထုတ်တဲ့ခါမှာသီလမစင်ကြယ်လို့ရှိရင်ကိုလိုခဲ့တဲ့အမှားအရွယ်တွေကလာပြီးတော့ဒုက္ခပေးတတ်တယ်စိတ်ထဲမှာလာအောက်ရှက်တွေဖြစ်တယ်နော်ကိုမဟုတ်တဲ့အလုပ်လုပ်တာလို့ရှိရင်စိတ်တည်ငြိမ်မှုကိုပြပြစေတတ်တယ်အဲ့ဒါကြောင့်မို့ကိုအပြစ်ကင်းမှုအတွက်သီလကိုစင်ကြယ်အောင်ရင်လို့နောက်စိတ်စင်ကြယ်မှုကြတော့ဒီအတော်အသင့်သဘာဝတွေရလာပြီဆိုတဲ့အခါမှာအတိဉာဏ်ကပို့ပြီးတော့ဖြစ်တယ်ဒါကြောင့်မလို့အတိဉာဏ်အတွက်ထောက်ကူဖြစ်ဖို့စိတ်တည်ငြိမ်အောင်လည်းလုပ်ရမှာဖြစ်တယ်သို့တော့အဲ့ဒါအဓိကလားလို့ဆိုအဓိကကတော့ဝိပဿနာကိုတိုက်ရိုက်သွားလို့လည်းရတယ်တိုက်ရိုက်သွားလို့ရတယ်ဆိုတော့သမာဓိကိုခွဲပြီးတော့ပြောမယ်ဆိုလို့ရှိရင်ခဏိကသမာဓိဥပ္ပစာရသမာဓိအပ္ပဒသမာဓိတို့သုံးမျိုးရှိတယ်
အဲ့ဒါမဲ့ပြောလေးပြောတာရှိတဲ့သမာဓိကတော့ဥပ္ပစာရသမာဓိနဲ့အပ္ပနာသမာဓိဒီတကူပဲပြောတာခဏိကသမာဓိကအပြောနဲ့ဝိပဿနာတရားအထုတ်ပြီးဆိုရင်ခဏိကသမာဓိနဲ့သွားလို့ရတယ်လို့ပြောတာနော်ခဏိကသမာဓိနဲ့သွားလို့ရတယ်ဥပ္ပစာရသမာဓိတရားအပထုတ်ပဲအပ္ပနာသမာဓိဆိုတဲ့စံတရားအပထုတ်ပဲနဲ့ခဏိကသမာဓိလေးနဲ့သွားတယ်ခဏိကသမာဓိဆိုတာဖြစ်ခိုင်လေးမှာဖြစ်လာတဲ့သမာဓိကိုပြောတယ်နော်အခိုင်အတန့်လေးဖြစ်တဲ့သမာဓိအဲ့ဒီသမာဓိခဏိကခဏယုတ်တာခဏယုတ်တော်သမာဓိခဏိကသမာဓိခဏိကစိတ်တေကတပတ္တခဏိကဆိုတာခိုင်တန်လေးမှာပေါ်လာတဲ့သမာဓိကိုပြောတာအဲဒီသမာဓိနဲ့သွားလို့ရတယ်ဒါကြောင့်မို့ဝိပဿနာယာနိကဝိပဿနာကိုတိုက်ရိုက်သွားတယ်ဆိုတဲ့စနစ်တို့တော့တချို့ကမဂ္ဂင်၈ပါးမှာမြတ်စွာဘုရားကသမ္မာသမာဓိဆိုတဲ့မဂ္ဂင်နဲ့ပြောလို့ရှိရင်ပါဠိတော်အလုံးမှာသမ္မာသမာဓိလို့ပြောတာဟာဘာကိုပြောတာတော့ဆိုရင်စံ၄ပါးကိုပြောတာဖြစ်နေတယ်နော်အဲ့တော့အပ္ပနာသမာဓိကြီးပဲဖွင့်တာသမ္မာသမာဓိဆိုတဲ့မဂ္ဂင်ဖြစ်ဖို့ရကစံ၄ပါးရမှာအဲ့ဒါကိုအသိကိုင်းတာပြီးတော့သမယပဲနဲ့ဝိပဿနာအထုတ်လို့မရဘူးလို့ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်နော်ဆိုတဲ့ပုဂ္ဂိုလ်တွေသမယပဲနဲ့အပ္ပနာသမာဓိမရပဲနဲ့အထုတ်လို့မရဘူးပြီးတော့မြတ်စွာဘုရားဟောတာတဲ့စကားတစ်ခုရှိတယ်သမဟိတောဘိက္ခဝေယထာဘုဒ္ဓံသာနာတိဆိုတဲ့စကားရှိတယ်သမာဓိရှိမှယထာဘုဒ္ဓသိတယ်လို့ပြောတာအဲ့မှာတတိထဝေရတော့သမာဓိဆိုတဲ့နာမည်ကတော့တူတယ်ဟုတ်တယ်သို့တော့သမထသမာဓိနဲ့ဝိပဿနာသမာဓိကအာယုညင်မတူအာယုညင်မတူဘူးဆိုတာတတိထားဖို့လို့တယ်ပေါ့သမထသမာဓိရဲ့အာယုကပြသောအဖြစ်ပြဉ္ညာတွေဖြစ်တယ်ဝိပဿနာသမာဓိရဲ့အာယုကပရမတ်ဖြစ်တယ်အဲ့ဒါလေးကွာတယ်နော်အဲ့ဒါကွာတယ်ပြဉ္ညာကိုအာယုပြုပြီးတော့ဖြစ်တဲ့သမာဓိပရမတ်ကိုအာယုပြုပြီးတော့ဖြစ်တဲ့သမာဓိတို့ဒီလိုခွဲမဲ့ဆိုလို့ရှိရင်ဝိပဿနာသမာဓိနဲ့သမထသမာဓိမတူဘူးလို့ပြောလို့ရအဲ့ရှုတော့ငါပြောရင်သို့တော့မြတ်စွာဘုရားကမဂ္ဂင်၈ပါးကသမ္မာသမာဓိကိုအတိပဲဖွင့်ပြတဲ့အခါမှာစံ၄ပါးနဲ့သာဖွင့်ပြတယ်ခဏိကသမာဓိအကြောင်းတစုံတစမှမဟောခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားသာသနာတော်မှာရှိပိုင်းကပုဂ္ဂိုလ်တွေကနော်ကာယကဝစီကမနောကလည်းစင်ကြယ်ကြတယ်စိတ်ဓာတ်လည်းရင့်ကျက်ကြတယ်ဒါကြောင့်မို့လို့အသိဉာဏ်ထက်မြက်ကြတဲ့ပုဂ္ဂိုလ်တွေအများတဲ့ပေါ့ဤချင်းရှိတဲ့ပုဂ္ဂိုလ်တွေအများတယ်အဲ့တော့အမြင့်ဆုံးဖြစ်တဲ့စံ၄ပါးကိုသာဖွင့်ပြပြီးတော့ဖြစ်နိုင်ရရှိတာကိုအကုန်မပြောတဲ့သဘောပဲတချို့ကကြတော့ဖြစ်နိုင်ရရှိတာလှုပ်လို့ဖြစ်တာဆိုတာရှိတယ်လေလှုပ်လို့ဖြစ်တာနောက်ပိုင်းရောက်တဲ့အခါကျတော့မှရသော်ရကစံတရားအမထုတ်ပဲနဲ့ဝိပဿနာတရားအထုတ်ပြီးတော့အပူရသွားတဲ့ပုဂ္ဂိုလ်တွေရှိတာမို့စံအထုတ်မှဝိပဿနာတက်လို့ရတာမဟုတ်ဘူး
ဝိပဿနာတရားသက်အားထုတ်ပြီးတော့စံမရပဲလေဖြစ်တယ်ဆိုတာသူတိမှသုတ်တန်ရောက်တဲ့အခါကျတော့ရှင်းသွားနော်နောက်ပိုင်းရောက်တဲ့အခါကျတော့အဲ့လိုရှင်းသွားသူတိမှသုတ်တန်ကြတော့ပညာဝိမု ക്ത လို့ခေါ်တယ်ပညာကိုဥစားပေးပြီးတော့လှုပ်တဲ့ကျင့်စဉ်တစ်ခုကိုပြောတယ်အဲ့ဒါကြောင့်မို့သမတဝတိကိုစံလေးပါပဲစံလေးပါနဲ့ဖွင့်တာဟာစံလေးပါဖွင့်တာဟာအမြင့်ဆုံးအဆင့်အကောင်းဆုံးအဆင့်ကိုဖော်ပြတာဖြစ်တယ်ဝိပဿနာတရားစံမရပဲနဲ့ဝိပဿနာတရားအထုလို့မရဘူးလို့ပြောလို့တာမဟုတ်ဘူးပေါ့နော်အတိတ်ပဲအဲ့လိုရှိတယ်စံမရပဲနဲ့လေဝိပဿနာတရားအထုလို့ရတယ်တချို့မှာရသဗျာဟောရင်လမ်းဆုံးပတ်နိုင်တိဟောတာလမ်းဆုံးပတ်နိုင်တိဘယ်တရားကိုကြည့်မလို့ဆိုလို့ရှိရင်တတိပရဏသုံးကိုဟောတဲ့အခါမှာဒီကုန်းရောက်တဲ့အခါမြတ်စွာဘုရားကဒီတတိပရဏကျင့်စဉ်အတိုင်းအနည်းဆုံး9လောက်ကျင့်ကြည့်9လောက်ကျင့်ကြည့်လို့ရှိရင်အနည်းဆုံး9လောက်ကြည့်ရင်ဉာဏ်ဓာတ်အထိဖြစ်နိုင်တယ်မဖြစ်ဘူးဆိုရင်တော့ဒါကအစဉ်ဖြစ်နိုင်တယ်အမြင်ကိုပဲပြောတာသောတာပန်ဖြစ်မဲ့အရဟံဖြစ်မဲ့မပြောဘူးဖြစ်တာနော်တတိပရံကျင့်လို့ရှိရင်ဉာဏ်ဓာတ်ဖြစ်နိုင်တယ်ဉာဏ်ဓာတ်မဖြစ်ရင်တော့အနည်းဆုံးအနာဂတ်ဖြစ်မယ်အဲ့လိုပြောတာတတိပရံမှာအဲ့တော့တတိပရံတတိပဒနာသုတ်တံမှာဒီကျင့်စဉ်ကယန္နာတိဖြစ်စေနိုင်တဲ့ကျင့်စဉ်လို့ဆိုလို့တယ်ယန္နာအဖြစ်မရောက်ဘူးဆိုတော့နာကလောက်တော့ဖြစ်လိမ့်မယ်လို့ပြောတာအဲ့ဒါကိုအယူဆမှပြီးတော့တတိပဒကျင့်စဉ်ကသောတာပန်ဖြစ်ပြီးမှကျင့်ရမယ်လို့ပပပြပါစာအုပ်ရေးထုတ်တာရှိတယ်တတိတာဘုရားတတိပရံကျင့်စဉ်ကပုထုဇဉ်နေကျင့်လို့မရဘူးသောတာပန်ဖြစ်ပြီးမှတတိပရံကျင့်စဉ်ကျင့်ရမယ်ဆိုပြီးတော့တတိပဋ္ဌာန်တရားတော့ဟာဒိဋ္ဌိတတ်တရားမဟုတ်ဘူးတဏှတတ်တရားဖြစ်တယ်ဆိုပြီးစာအုပ်တွေပါရေးထုတ်တာရှိတယ်ပေါ့အဲ့ဒါဘာဖြစ်တာတော့ဆိုအတွေ့ခုံလွဲသွားတယ်နော်အတွေ့ခုံလွဲပါမြတ်စွာဘုရားမိန့်ကြားလို့တဲ့အတိတ်ကရှင်းရှင်းလေးပဲဒီတတိပဒံကျင့်လို့ရှိရင်ယန္နာတိဖြစ်နိုင်တယ်ယန္နာဖြစ်နိုင်တယ်မဖြစ်တော့အနည်းဆုံးတော့အနာဂတ်ဖြစ်မဲ့ပြောတာနော်အနည်းဆုံးအနာဂတ်ဖြစ်မဲ့ဆိုတာအနာဂတ်ဖြစ်ဖို့ကျင့်ခိုင်းတာမဟုတ်ဘူးဒီတဲ့ထင်ရှားတဲ့သုတ်တန်နေလည်းရှိတယ်တတိပဒံဟာလူတိုင်းကျင့်ရမယ်ဆိုတာကိုမြတ်စွာဘုရားဟောတာတဲ့သုတ်တန်နေရှိသေးတယ်ပိုထင်ရှားတာတယ်အဲ့တော့အတွေ့ခေါ်လဲလွယ်မှတ်တတ်တယ်အဲ့ဒါကြောင့်မလို့မကင်ဒီသမတဝတိကိုသမတဝတိကိုဖွင့်တဲ့အခါမှာစံလေးပါလို့ဖွင့်ပြတာအမြင့်ဆုံးကိုပြောတယ်အဲ့တော့သမယရဲ့ဝိပဿနာအမထုတ်ရဘူးလို့အဲ့ဒါကိုကြည့်ပြီးတော့ပြောလို့မရဘူးလို့ဆိုနိုင်တယ်ပေါ့သမတိဖြစ်ဖို့ဖြစ်ပြီးမှဝိပဿနာတရားအထုတ်မယ်ဆိုရင်သမယပဲနဲ့ဝိပဿနာတရားမထုတ်ဘူးလို့အထုတ်လို့မရဘူးလို့ပြောစရာဖြစ်နေအဲ့တော့မြတ်စွာဘုရားအဲ့လိုဆိုလိုတာမဟုတ်ဘူးဆိုတာတခြားသုတ်တဲ့နေနဲ့အရှင်ကြီးသိတာလားနော်အဲ့ဒါကြောင့်မို့စာပေယူဆဆိုတာမတ္တမအရေးကြီးတယ်ဒီစာကိုနားထောင်တာတော့ပါပဲအတွေ့ရလွဲတတ်သေးတယ်တတိထားဖို့ပေါ့အဲ့တော့ဟုတ်ပြီ
ဝိပဿနာတရားအထုတ်တော်မယ်ဆိုလို့ရှိရင်စာရဘာလို့အောင်ရှုံနှံကွယ်ပြပြသိဖို့လိုတယ်ရှုံနှံကွယ်ပြပြမသိဘူးဆိုလို့ရှိရင်ဝိပဿနာတရားအထုတ်ဖို့ခက်တယ်ပထမနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ခွဲခြားစိတ်ပြကြည့်လိုက်တဲ့အခါဒါကယုတ်ဒါကနံဒါကနံဒါကယုတ်လို့ကွယ်ပြပြသိသွားတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်သို့မဟုတ်ကိုယ်ဘဝကိုယ်ခန္ဓာကိုကြည့်ပြီးတော့ယုတ်နဲ့နံနှမျိုးသာရှိတယ်နော်ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးလို့သိတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒဉာဏ်အဲ့လိုမဟုတ်လို့ရှိရင်ဝိပဿနာရှုဖို့ခက်သွားလိမ့်မယ်ဒါဝိပဿနာရဲ့အစကနာမရူပပရိစ္ဆေဒဉာဏ်စာဒါတော့ဝိပဿနာနာမရူပပရိစ္ဆေဒဉာဏ်ကိုဝိပဿနာဉာဏ်လို့မခေါ်ဘူးမခေါ်သေးဘူးဘာဖြစ်လို့လဲဆိုဝိပဿနာကသမထနာဉာဏ်ကစာတာအနိစ္စဒုက္ခအနတ္တလက္ခဏာ၃မျိုးနဲ့ရှုနိုင်မှဝိပဿနာဖြစ်တာ哦ဒါကြောင့်အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာနဲ့ရှုတာမဟုတ်ဘူးယုံနဲ့နှမျိုးသားရှိတယ်လို့သိတဲ့ဉာဏ်ဟာဝိပဿနာဉာဏ်အစစ်မဟုတ်သေးဘူးဝိပဿနာဉာဏ်ရဲ့ဖောင်ဒေးရှင်းပေါ့နော်ဝိပဿနာဉာဏ်သွားဖို့အတွက်အခြေခံတဲ့ဉာဏ်လို့တော့ပြောလို့ရဝိပဿနာဉာဏ်အဲ့တော့ယုံနဲ့နာကိုသိရမယ်တို့ယုံနဲ့ရဲ့အကြောင်းတရားကိုသိရမယ်ယုံနဲ့ကိုကွယ်ပြပြသိတာကနာမရူပပရိစ္ဆေဒဉာဏ်ယုံနဲ့ရဲ့အကြောင်းတရားကိုသိတာကပစ္စယပရိက္ခဉာဏ်အဲ့ဒီဉာဏ်တစ်ခုသည်ဝိပဿနာရဲ့အခြေခံဉာဏ်များဖြစ်တယ်အဲ့ဒီဉာဏ်တစ်ခုရှိအောင်ရှုစွာအထောက်ကြလေ့လာရမယ်သိယူရမယ်လေ့လာခြင်းသိယူခြင်းဖြင့်လည်းသိနိုင်နော်လေ့လာသိယူပြီးတော့ကိုယ်ခန္ဓာကိုလက်တွေ့ကြည့်ရပထမတော့သိယူရမှာဖြစ်တယ်မသိမဲ့နဲ့ဘယ်သူမှမသိဘူးပထမသိယူရမယ်သိပြီးတဲ့အခါမှတ်သားပြီးတော့စဉ်းစားဆင်ခြင်ရမယ်ယုံနာတာရှိတယ်ဆိုတာဟုတ်သလားငါမရှိဘူးဆိုတာသိကြလားကိုယ့်ကိုတခြားယုံနာနေရောရှိသေးသလားဆိုတာကိုဆင်ញင်သုံးသပ်ကြည့်ဆင်ញင်သုံးသပ်တယ်ဆိုတာတခြားမဟုတ်ဘူးလူတွေကမှန်ကြည့်ပြီးတော့ကိုပညာတာမှန်ကြည့်ပြီးတော့ကိုရုပ်ကိုပြင်တယ်လို့ပဲကိုယ်တဏ္ဍမှာရှိတဲ့အားတွေကိုအသိဉာဏ်နဲ့သိအောင်လုပ်တာပဲနော်သိလို့ရတာပဲလေအဲ့ဒီယုံနာမတဘာတခြားမရှိဘူးလို့သိအောင်လုပ်တာသိလာတဲ့ဉာဏ်ကိုနာမရူပပရိစ္ဆေဒအဲ့နာမရူပပရိစ္ဆေဒဉာဏ်ရလာလို့ရှိရင်တက္ကရာဒိဋ္ဌိဆိုတာလုံးဝပဲ့သေးတာမဟုတ်ပေမဲ့တက္ကရာဒိဋ္ဌိကိုတရားမြင်မှမှုကိုဖယ်ရှားလို့ရသွားပြီယုံနာသာသိတာနဲ့တပြိုင်တည်းတက္ကရာဒိဋ္ဌိဆိုတဲ့မှားတဲ့အမြင်တစ်ခုကိုဖယ်ရှားလို့ရသွားပြီဟောဒါမို့နမရူပဝဝဋ္ဌာဒေနတက္ကရာဒိဋ္ဌိယပါဟနလို့စားတယ်မှာဆိုထားတယ်နမရူပဝဝဋ္ဌာဒေနနာယုတ်ကိုပိုင်ချသိတော့နမရူပပရိစ္ဆေဒဉာဏ်ဖြင့်တက္ကရာဒိဋ္ဌိယတကယ်ရှိတဲ့ခန္ဓာကဘောပေါ်မှာလွယ်မှားစွာထင်နေတဲ့ငါဆိုတဲ့အတွေ့ငါဥစ္စာဆိုတဲ့အတွေ့ကိုပါဟနာဖယ်ရှားပြနိုင်တယ်ဒီလိုဆိုလိုတာအဲ့တော့နမရူပပရိစ္ဆေဒဉာဏ်ကိုရအောင်အရင်အထောက်သိရမယ်စဉ်းစားဆင်ခြင်တွေ့တော်ရမယ်ပြီးရင်သူ့အတူဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားဆင်ခြင်သုံးသပ်ရမယ်ပစ္စယပရိက္ခ
အဲ့ဒီညာနှစ်ခုရပြီးပြီဆိုတော့မှလက္ခဏာ၃မျိုးပေါ်မှာတင်ပြီးတော့သို့မဟုတ်လက္ခဏာရှုတော့ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ယုတ်တရားတွေဟာထာဝရလားတခဏလားနော်သိအောင်ကြိုးစားတာအဲ့ကြတော့ဝိပဿနာအစစ်ဖြစ်သွားတယ်သို့တော့ချုပ်ငုံပြောလို့ရှိရင်နမရူပပရိစေရညာပစ္စယပရိကညာကစပြီးတော့ဝိပဿနာညာလို့ခေါ်တာအဲ့ဒီနမရူပပရိစေရညာနဲ့ပစ္စယပရိကညာဆိုတဲ့ဒီညာနှစ်ခုရလို့ရှိရင်ဝိသုဒ္ဓိမေကသုလသောတာပန်လို့ပြောတာသုလသောတာပန်ပြောတာသောတာပန်အစစ်လို့ပြောတာမဟုတ်ဘူးနော်သောတာပန်ငယ်စားအလ္လာဟ်တရတူတယ်ပေါ့တချို့ကတူလို့ရှိရင်ပြောတယ်ရှိကြတယ်လေနော်လူကိုတူလို့ရှိရင်ပြောတယ်ရှိကြတယ်ဥပမာနာမည်ကြီးတဲ့ပညာရှိကြီးတူပေါ်လို့ရှိရင်သူအလားတူသိတဲ့ကလေးဆိုရင်အဲ့ဒီနာမည်တက်ပြောတာဥပမာမဟောဒရာအစလောက်ပညာမရှိတော့မဟောဒရာလို့ပညာရှိတဲ့ပုဂ္ဂိုလ်ကြတော့မဟောဒရာပေါက်စာလို့ခေါ်ကြတာအဲ့သဘောမျိုးပြောတာသောတာပန်ပေါက်စာလို့ပြောလိုက်တာနော်သောတာပန်သိစာလို့ပြောတာတကယ်သောတာပန်ဖြစ်တာကိုပြောတာမဟုတ်ဘူးအလားတူတယ်အဲ့လိုဆိုလို့အဲ့တော့ဒီညနှစ်ခုကိုအရင်တိဆောက်ရတာဖြစ်တယ်ပေါ့အဲ့ဒီညနှစ်ခုတိဆောက်ပြီးတော့မှဝိပဿနာတရားကိုအထောက်အဲ့တော့ဝိပဿနာတရားဆိုတာရှုမှတ်ရမယ့်တရားတွေကိုအရင်သိအောင်ကြိုးစားအထောက်ဖို့သင်ယူရမှဖြစ်တယ်လေ့လာရမှဖြစ်တယ်ခန္ဓာအကြောင်းသင်ရမယ်အာယရဏအကြောင်းသင်ရမယ်ဓာတ်အကြောင်းသင်ရမယ်သစ္စာ၄ပါးအကြောင်းသင်ရမယ်ဣန္ဒြေ22ပါးအကြောင်းသိရမယ်ဒါပေမသိမဲ့နဲ့တရားထုတ်လို့မရအောင်ပဋိစ္စသောဘက်ကိုသိရမယ်အနည်းဆုံးဝိပဿနာရှုရမယ့်တရားတွေကိုသိထားမယ်အဲ့ဒီသိပြီးတော့မှအဲ့ဒီတရားတွေပေါ်မှာလက်တွေ့ကျင့်သုံးတာဒီလိုဆိုလို့နော်အဲ့တော့မြတ်စွာဘုရားကဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့ဟောတာတွေဟာရှင်နန္ဒကိုလည်းဟောတယ်ဖကုဒဆိုတဲ့ယံကိုလည်းဟောတယ်ရှင်ပုဏ္ဏဆိုတဲ့ယံကိုလည်းဟောတယ်အခုမလုံကြဗုဒ္ဓဆိုတဲ့ယံကိုလည်းပါဟိယကိုလည်းဟောတယ်ဟောဖို့ဟောနေတယ်အတန်တူတယ်နော်မလုံကြဗုဒ္ဓယံကိုဟောတယ်ဝိပဿနာကိုမလုံကြဗုဒ္ဓဝိပဿနာလို့ဒီလိုနာမည်လေးမှတ်ထားပြီးတော့မလုံကြဗုဒ္ဓသုတ်တံကိုနာယူမှတ်သားပြီးတော့ကြည့်ပါဟိယဆိုတဲ့ပုဂ္ဂိုလ်ကိုဟောတဲ့သုတ်တံနဲ့မလုံကြဗုဒ္ဓကိုဟောတဲ့သုတ်တံနှစ်ခုဟာအမှန်တန်နိစ္စတယ်သို့တော့မလုံကြဗုဒ္ဓကိုဟောတဲ့သုတ်တံကနည်းနည်းကျဲတယ်ပါဟိယဒါရုစီရိယကိုဟောတဲ့သုတ်တံကျတော့ပို့ချင်းတယ်နော်ပို့ပြီးတော့ကျင်းတယ်ညံထက်တာချင်းမထက်တာချင်းကွာတယ်သူတို့သို့တော့အနှစ်ချုပ်လိုက်မယ်ဆိုရင်ပါဟိယသုတ်ဒီမလုံကြဗုဒ္ဓသုတ်တွေဟာတူတူပဲပါကမ္မထာလို့ဆိုရင်ဒိဋ္ဌိဒိဋ္ဌမတ္တကမ္မထာပဲဖြစ်တယ်ဝိပဿနာဒိဋ္ဌိဒိဋ္ဌမတ္တသုတေသုတ္တမတ္တမုတေမုတ္တမတ္တဝိညာတေဝိညာတမတ္တဆိုတဲ့ကိုယ်စိတ်ကိုအမှန်သိပြီးတော့လောဘဒေါသမောဟမဖြစ်အောင်ကျင့်တဲ့ကျင့်စီကိုဟောပြောသွားတာဖြစ်တယ်။ဒါပေမဲ့မလုံကြသုတ္တဗုဒ္ဓမှာတော့နည်းနည်းလေးရှေ့ပိုင်းလေးပါတယ်။ရှေ့ပိုင်းလေးပါတယ်။အဲ့တော့အဲ့ဒီသုတ္တံကိုဒီကနေ့စပြီးတော့နားထောင်ကြည့်။စတာတော့ဒီသုတ္တံကိုဘာကြောင့်ဟောသလဲလို့ဆိုရင်ရှင်မလုံကြဗုဒ္ဓရှင်သာရိပုတ္တရာလို့ပဲအမေရဲ့နာမည်နဲ့ခေါ်ထားတာ
သူရဲ့ပေတော်ကြီးကမလောက်ကြနော်မလောက်ကြဗုဒ္ဓယောက်ျားလားမိန်းမလားတော့မကွဲပါဘူးသာရိပုတ္တကတော့သာရိဆိုတာတော့အမျိုးသမီးပဲဒီမလောက်ကြကတော့ယောက်ျားလားမိန်းမလားပြောလို့ခက်တယ်မလောက်ကြဗုဒ္ဓဆိုတော့အဖေနာမည်သို့မဟုတ်အမေနာမည်နဲ့ခေါ်ထားတဲ့သူရဲ့နာမည်ရင်မဟုတ်ဘူးမလောက်ကြဤပါယဟံလို့ဒီလိုအဓိပ္ပာယ်ရတယ်မလောက်ကြဗုဒ္ဓမလောက်ကြဗုဒ္ဓအဲ့ဒီမလောက်ကြဆိုတဲ့ပုဂ္ဂိုလ်ကအသက်အရွယ်တော်တော်ရနေအသက်အရွယ်တော်တော်ကြီးပြီဘယ်လောက်ထိကြီးပြီလို့ဆိုသက်80ကျော်80လောက်ဖြစ်နေအဲ့ဒီအရွယ်ပေါ့အသက်80ကျော်80အရွယ်မျိုးအိုးဘာဖြစ်လို့ဒီလိုပြောလို့ရတော့ဆိုရင်အရွယ်3မှနဲ့အရွယ်3မှနဲ့တွေ့လို့ရတယ်ပထမအရွယ်ဆိုတာ33နှစ်34နှစ်ကနေစပြီးတော့66နှစ်တယောက်ဒုတိယအရွယ်အဲ့တော့69နှစ်ကနေစပြီးတော့တတိယအရွယ်လို့ခေါ်တယ်33နဲ့တွဲလိုက်တဲ့အခါ33ကို3ကလို့တော့69ပေါ့အသက်100နဲ့တွဲထားတာနော်အသက်100နဲ့တွဲပြီးတော့ပြောတာတစ်နှစ်ပဲကွာသွားတစ်နှစ်ပဲလွတ်ထားတယ်အဲ့တော့ဒီရှင်မလုကြဗုဒ္ဓရဲ့အသက်ဟာ60ကျော်ပြီပေါ့60ကျော်90အရွယ်နော်အဲ့ဒီအရွယ်မှာမြတ်စွာဘုရားဥဒ္ဓသွားတရားတောင်းတယ်ကမ္မထန်တောင်းတယ်မြတ်စွာဘုရားကိုရှောက်တယ်သူကမ္မထန်တောင်းတာကဘာတော့ရှင်ဘုရားတဲ့တပည့်တော်ကိုကမ္မထန်တရားလေးအကျဉ်းချုပ်ဟောပေးပါကမ္မထန်ကျင့်နေကလေးတရားကိုအကျဉ်းလေးဟောပေးပါတဲ့အဲ့ဒါကိုနာယူပြီးတဲ့အခါမှာသူတစ်ပါးတဲ့တူတဲ့မှာမမေ့မလျော့လုံလဝိရိယရှိနိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့အသက်ခဏမငယ်ပဲနဲ့တရားထုတ်ချင်ပါတယ်သူလျှောက်တဲ့စကားလေးအားလို့လျှောက်တာနော်တပည့်တော်ကိုတရားအကျင့်ညုတ်လေးဟောပြဘယ်တော့မှအကျင့်ဆိုတာလူတွေအကျင့်တာကြောက်တယ်ကျင့်တာပဲကြောက်တယ်နော်တရားဆိုရင်အကျင့်ညုတ်ဟောပြပါနားလဲလားဆိုတော့နားလည်းမလဲဘူးအကျင့်လေးပဲဟောပြပါလို့ပြောတာဘယ်သူမှအကျင့်တောင်းဖို့တရားရှိတယ်ဘုန်းကြီးဆိုရင်လူတွေကြောက်တယ်တချို့တရားတော့သွားမနာဘူးတရားရှိလို့ဆိုပြီးတော့နော်အဲ့ဒါတရားဆိုတော့တို့ခေါ်တာကောင်းတယ်အဲ့ဒီမှာဒီကိုယ်တော်ကြည်ရသော်ပြကိုသွားလျှောက်တာတပည့်တော်ကိုတရားအကျင့်ရုပ်လေးဟောပေးပါတဲ့အဲ့ဒီတရားကိုနာယူမှတ်သားပြီးသူတပါးတဲ့တော့ရဆောက်တည်ပြီးတော့ကြိုးကြိုးစားစားနိဗ္ဗာန်ကိုစေလွတ်ထားတဲ့ဥတည်ချက်ထားပြီးတော့အသက်ခဏမငယ်ပဲနဲ့တရားထုတ်ပါမယ်အဲ့သူတက်ကဘယ်လောက်ရှိ60ကျော်90အဲ့ဒီရွယ်ဖြစ်နေပြီအဲ့ဒီလိုသွားပြီးတော့တရားတောင်းတဲ့အခါကျတော့မြတ်စွာဘုရားကပြောလိုက်တော့တရားဟောမပေးပဲပြောအေးမလို့ချက်ဗုဒ္ဓကိုယ်တော်လေးတွေကိုဘယ်လိုပြောမလဲတဲ့ယဟန်ငယ်ငယ်တွေဥစဉ်လေးတွေကိုဘယ်လိုပြောမလဲတဲ့အခုသက်ကြီးရွယ်အိုးအရွယ်လွန်နေမှလာပြီးတော့တရားလေးဩဝါဒတရားလေးအချင်းချင်းဟောပါလို့လာတောင်းနေပြန်ပြီအသက်ကြီးမှလာတောင်းနေတယ်ငယ်ငယ်ရွယ်တွေဘယ်လိုလုပ်မလို့အဲ့ဒီနေရာမှာအဲ့ဒီဘက်ကနှစ်ခုရှိတယ်ဆိုတာတက္ကရာကစဉ်းစားပြတာပါဒါနော်ရသော်ရအမိန့်ရှိလိုက်တာတော့အေမနုဒ္ဒဗုဒ္ဓတဲ့ကိုရောငယ်လေးတွေဘယ်လိုပြောမလဲတဲ့အခုလိုကောင်းမြူဆွဲချိုးအဖိုးကြီး
ဖြစ်နေတာတောင်မှငါ့ကိုတရားလေးအကျင့်ဟောပေးပါလားတောင်းနေရတော့လားဆိုလိုတဲ့အိဗယ်ကခုချိန်တရားရဖို့ကောင်းနေပြီနော်ဘာဖြစ်လို့တရားမရသေးတာလဲခုချိန်ဒီတရားတောင်းနှုံလားဆိုတာကြတော့သူနှိပ်ကွက်တဲ့သဘောဖြစ်သွားဒါကအတိတ်ပဲတစ်ခုနောက်အတိတ်ပဲတစ်ခုကကောင်းဖြူဆွဲချိုးအဖိုးကြီးဖြစ်နေတာတောင်းမှပဲတရားလေးကျင့်ကျင့်ဟောပါလို့လာပြီးတော့ပြောတော့အဲ့ဒီလိုကကိုတော်ငယ်လေးတွေကအဲ့လိုတောင်းတဲ့နဲ့လို့ပြောတာအခုလို့အဖိုးကြီးအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ဒီလိုတောင်းနေတာလူငယ်တွေဆိုရင်ဘယ်မှာမတောင်းသင့်မဲ့လည်းရှိမလဲအဲ့ဒီလိုပြောတယ်ဆိုတဲ့အဓိပ္ပာယ်နှစ်ခုဖော်ပြထားတယ်ဘယ်အဓိပ္ပာယ်ပဲဖြစ်အဓိပ္ပာယ်ရတယ်ရသော်ဗျာသူချီးမြှောက်လိုက်တာလည်းဖြစ်တယ်နှိပ်ကွက်လိုက်တာလည်းဖြစ်တယ်နှိပ်ကွက်လိုက်တာကြတော့တဲ့ကြီးတော်ကြီးကမှခုမှတရားလေးတို့လိုဟောပေးပါအောင်လာတော့စောတော့ဘာလို့နာအဲ့လိုဆိုရင်တော့နှိပ်ကွက်တယ်လို့ခေါ်တယ်အသက်ကြီးတာတောင်မှပဲခုချိန်ဒီတရားကိုအထုတ်တော့မှရှိသေးတယ်လူငယ်တွေဆိုရင်ပို့အထုတ်တဲ့နာပေါ့အဲ့လိုဆိုရင်ချပြောက်တာဖြစ်တယ်နော်စကားနှစ်ခုဩဝါဒလာတောင်းနေတယ်ဆိုတော့သူကလည်းမညံဘူးရသော်ပြဟောပါလျှောက်တော့ဆိုရှင်ပြရတဲ့တပည့်တော်အသက်ကြီးပြီမဲ့လို့တဲ့နော်ကောင်းမြူဆွဲကြအဖိုးကြီးဖြစ်နေပြီမဲ့လို့တဲ့တပည့်တော်တရားတော်တွေဟောပေးပါတဲ့တရားတော်တွေဟောပေးပါတဲ့ရှင်ပြရတရားကိုတပည့်တော်နားလေခြင်းနဲ့နားလေပြီးတော့ရှင်ပြရရဲ့တရားကိုရရှိခံစားကြပါတယ်တရားရဲ့အမွေကိုသူခံယူကြပါတယ်ထားလျှောက်တယ်နော်ပြီးတော့သက်ကြီးပြီမလို့တဲ့တို့တွေဟောပေးပါအောင်နဲ့ဘာဖြစ်လို့လဲရှင်ပြဟောတဲ့အနှစ်ချုပ်လေးကိုသိကျင်တယ်ဒါတခုရှင်ပြဟောတဲ့တရားကိုတပြီးတော့ဝေစုရကြမှာတယ်အမွေခံကြမှာတယ်အဲ့လိုလျှောက်တော့ရသော်ဗျာဟောပေးတယ်ဒါမတော်ကြဗုဒ္ဓသုတ်ဖြစ်ပေါ်လာပုံကိုစချီပြီးတော့ပြောတယ်နော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကဘယ်လိုစလာဆိုတော့မြတ်စွာဘုရားကသူ့မိကိုမေးလိုက်တယ်ငါပြောမယ်တဲ့မင်းဘယ်လိုစဉ်းစားမလဲမြတ်စွာဘုရားတရားဟောရင်ဆွေးနွေးပြီးမြတ်ဟောကြတာနော်နှုတ်တွေ့ပြီးတော့ဆွေးနေတဲ့ပုံစံနဲ့ဟောတာဖြစ်ဘယ်တော့ဖြစ်ပြီနတ္တလက္ခဏာသုတ်ဟောတဲ့အခါပစ္စဝဂီတွေနဲ့ဆွေးနွေးတာပဲလေမင်းတို့ဘယ်လိုထင်လဲဘယ်လိုပြောမလဲဆိုပြီးတော့မေးပြီးတော့ရုပ်အနေဆာလားအနေဆာလားဆိုပြီးမိကုံးလေးတွေမေးပြီးတော့ဖြေပေးတာအဲ့ဒါကိုပฏิပု္ပ္ပာဝိနိတာလို့ခေါ်တယ်မိကုံးထုတ်ပြီးတော့ရှင်းပြတာအပိုရှင်းတယ်နော်မိကုံးလေးတွေမေးပြီးတော့ရှင်းပြတာပိုရှင်းအောင်ပฏิပု္ပ္ပာဝိနိတာမိကုံးလေးတွေထုတ်ပြီးတော့နားလဲအောင်ရှင်းပြတဲ့နီးအဲ့ဒီနီးကသင်္ကြန်ရေးမှာအပတ္တမထိရောက်တဲ့နီးမြတ်စွာဘုရားရဲ့နီးပฏิပု္ပ္ပာဝိနိတာဆိုတာ training ပေးတာသင်္နံပေးတဲ့အခါကျတော့မေးတယ်သူရဲ့သဘောထားကိုလည်းမေးတယ်နော်ဘယ်လိုထင်လဲတန်ကိမိညတိမလောက်ကြဗုဒ္ဓဘယ်လိုထင်တယ်လဲငါမေးမယ်တဲ့မင်းဘယ်လိုထင်လဲမင်းထင်တာပြောလို့ဆိုလို့လည်းပေါ့နော်အဲ့တော့ကိုတရားနာရင်လည်းကိုယ့်ကိုဖြေကြည့်ပေါ့မြတ်စွာဘုရားဗာပေးလိုက်တော့ဆိုရင်မျက်စိနဲ့မြင်ပြီးတော့မှသိရတဲ့အာယုန်တွေဆိုရှိတယ်အဲ့ဒါဘာအာယုန်တော့အစင်အာယုန်နော်မျက်စိနဲ့မှသိနိုင်တဲ့အာယုန်စကုဝိညာဉ်ရလို့ခေါ်တယ်မျက်စိနဲ့ကြည့်ပြီးတော့မြင်ရမှသိနိုင်တဲ့အာယုန်တွေကိုတဲ့ဒီဘဝမှာယခင်ကလည်းမမြင်ဘူးယခင်ကလည်းမမြင်ခဲ့ဘူးမြင်လည်းမမြင်ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးမြင်လိုက်တာဆိုတဲ့ဆန္ဒလည်းမရှိဘူး
နော်သိမှမသိတာမြင်လည်းမမြင်ခဲ့ဘူးအတိတ်ကလည်းမြင်ခဲ့တာမဟုတ်ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးမြင်မြင်လိုက်တာဆိုတဲ့ဆန္ဒလည်းမရှိဘူးတွေ့ရင်ဒီမသိတဲ့ပုဂ္ဂိုလ်တွေကဥပမာတစ်ခုပြပြတွေ့ရင်ဒီမသိတဲ့ပုဂ္ဂိုလ်တွေကမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးဆိုရင်တွေ့ရင်ဒီစားခြင်းနဲ့စိတ်ဖြစ်ပါလားမဖြစ်ဘူးနော်မဖြစ်ဘူးအခုလည်းကိုမမြင်ဘူးတဲ့အရာကိုဒီဘဝမှာလည်းမမြင်ခဲ့ဘူးလွန်ခဲ့တဲ့နေ့တွေတော့မမြင်ခဲ့ဘူးဟိုရှိတော့ကလည်းမမြင်ခဲ့ဘူးအခုလည်းမြင်နေတာမဟုတ်ဘူးနောင်လည်းမြင်လိမ့်မယ်လို့မျှော်လင့်ချက်ထားတဲ့အရာမဟုတ်ဘူးကောင်းတဲ့ဘက်ကိုမရှိဘူးဆိုပါစို့ဘုန်းကြီးတို့ငယ်တော့ကတတိဖုံးဆိုရှိမှဖြစ်တော့တတိဖုံးလို့ကျင်လိုက်တာလို့ဖြစ်ပါမလားဖြစ်ဘူးလေတတိဖုံးမှမရှိဟိုတော့ရတွေမှာနေတဲ့လူတွေကားလည်းမမြင်ဘူးတခါမှလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်တွေကကားစီးကျင်လိုက်တာဆိုဖြစ်ပါမလားဖြစ်ဘူးနော်မဖြစ်ဘူးတွေ့ပြီးတော့မှဖြစ်ကြတာနော်ကိုယ်စိတ်ကူတဲ့ရှိကိုမရှိတာဒါတွေကငကိုတော့ကမရှိတဲ့ဟာတွေမရှိတာတွေရှိလားအခုဘယ်သူပြန်ရှိတော့လာပေါ်ရောက်ဖူးခြင်းလိုက်တာတော့နော်မရှိကြဘူးလေကိုယ်နဲ့လမ်းဝေးတာဆိုစိတ်ကူတဲ့ကိုမရှိတာအဲ့လိုမရှိတဲ့ဟာပေါ်မှာတဲ့ဖြစ်ခြင်းနဲ့စန္ဒတွေ့တာတဲ့တဏှာရာဂရှိပါမလားတဲ့အဲ့ဆိုရအဲ့ဒါလေးမေးတာကိုတခါမှမတွေ့ဘူးတော့မြင်မြင်နဲ့ဆိုတဲ့စိတ်ရှိပါမလားနော်မြင်မြင်နဲ့ဆိုမရှိဘူးကိုတခါမှလည်းမမြင်ဘူးလေဘယ်တော့မှမမြင်ခဲ့ဘူးကိုလည်းမြင်နေတာလည်းမဟုတ်မြင်မြင်လိုက်တာဆိုတာကောင်းတယ်မှမရှိဘူးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြင်မြင်နဲ့စန္ဒနော်တွေ့တာမှုမျက်နှာမှုရှိပါမလားတဲ့ဖြစ်ပါမလားလို့ဆိုဘာလို့ကြဗုဒ္ဓမဖြစ်နိုင်ပါဘူးဗျာဟုတ်တယ်လေနိုင်မရှိခင်ခေတ်ကလူတွေနိုင်လေးတစ်လုံးရကြလိုက်တာပဲဖြစ်မလဲရှိမှမရှိတာရှိလာပြီတဲ့နောက်တော့သိမှာပေါ့နော်ဟိုရှိတော့ဆိုရင်ဒီကပိုင်ဆောင်နိုင်လေးတွေစပေါ်ကသာဆိုလို့ရှိရင်တော့ကလူတယောက်ကိုဒီသူ့ကိုကူညီခဲ့လို့မြို့ကလူတယောက်ကအဲ့ဒီလူကိုကပိုင်ဆောင်နိုင်လေးတစ်လုံးသို့မဟုတ်လက်ပနိုင်လေးသူလက်ဆောင်ပေးခဲ့တယ်အဲ့တုန်းကနိုင်ဆိုတာတခဲနဲ့မဟုတ်ဘူးတံပတ်နဲ့ပတ်တာခုခေတ်လူတွေမိကြမှာမိတော့မှခုခေတ်ကတော့တခဲနဲ့ဘက်ထရီနဲ့သွားတာလေရှေ့ခေတ်ကတော့မဟုတ်နိုင်တံပတ်ပေးရတယ်ဆိုတာရှိတယ်ဘုန်းကြီးတော့မိလိုက်သေးတယ်ခုလူတွေမမိတော့တော့ဘူးတဲ့အဲ့ဒါမရှိတော့ဘူးနော်တံပတ်ပေးတာမသိတော့ဒီလိုပဲတခက်မသိခဲ့ဘူးရှေ့ခေတ်ကတပ်ပြခွေးတဲ့စိတ်တပ်ပြဖွဲ့ပြီးနာထောင်ကြတယ်နော်အဲ့ဒီတပ်ပြခေပုံကုန်သွားတဲ့အခါကျတော့ရီကော်ဒါဆိုပေါ့နော်ရီကော်ဒါခေကုန်သွားတဲ့အခါကျတော့ကက်ဆက်ပေါ်တော့ကိုချပြလေးတွေနဲ့ဖွင့်နေဆိုခေကတည်းကပြောင်းလာတာねခုဆိုရင်တဘိုးရိုက်ချင်းဖလင်းရှားတဲ့လူရှိသေးလားခုရှိတော့ဖလင်းမရှိတော့ခုနော်ဖလင်းရောလူကျင်တဲ့စိတ်ရှိသေးလားခုခေလူတွေမရှိဘူးနော်အဲ့လိုပေါ့ခေဟာပေါ်လာပြီးတော့ပျောက်ပြီးတော့သွားတယ်သဘောကိုပြောပြအဲ့တော့မြတ်စွာဘုရားမေးတာရှင်းလေးမင်းအားတဲ့မျက်စိနဲ့တခါမှလည်းမမြင်ခဲ့ဘူးတဲ့အခုလည်းမြင်နေတာမဟုတ်ဘူးတဲ့မြင်ကျင်လိုက်တာဆိုတဲ့လည်းစိတ်လည်းမရှိဘူးတဲ့အဲ့ဒီအာယုံကိုမြင်ကျင်တဲ့ဆန္ဒတွေ့တာမူရာကမျက်နှာမှုပေးမှဆိုတာမင်းသားမှာဖြစ်ပါမလားဆိုမဖြစ်ပါဗျာဟုတ်တ
မရှင်းဖြစ်ဘူးလေမာစီဆရာတော်ကြီးဟောတဲ့တည်းပဲပါတယ်လေမမြင်ရရခိလေသာသူဟာသူငြိမ့်သည်ကိုငြိမ့်လို့ငြိမ့်တာမဟုတ်ဘူးလေရှိမှမရှိတာမရှိတာဘယ်သူမှမလို့ခြင်းရှိပြီးမှလို့ခြင်းတာလူတွေကနော်အခုဆိုရင်ဖလင်တလေးစီပေးမယ်ဆိုသူကတော့ယူမှာမဟုတ်ဘူးဘာလို့ဆိုသုံးမှမကြတော့နော်သုံးမကြတော့သုံးမှမသုံးတော့တာခုခေတ်အဲ့ဒါလို့တတိဖုံးတစ်လုံးစီပေးတော့ယူကောင်းယူနေလူချင်းလိုက်ပဲတတိဖုံးဖလင်ပေးလို့တော့သူကကပ္ပရာပေးတော့ဘယ်သူမှယူချင်မှာမဟုတ်လှုပ်ရှုပ်တယ်ပေါ့အဲ့လိုပေါ့အဲ့ဒီမှာလူဆိုတာသဘောကတော့တွေးဘူးမှလောဘဆိုဖြစ်တာမတွေးဘူးတဲ့အရာကိုလောဘဆိုမဖြစ်ဘူးဒါကိုချဲကြည့်လိုက်အဲ့လိုမေးတယ်နောက်တစ်ခါနားနဲ့ပဲသိရတဲ့အတန်ဆိုတာရှိတယ်အဲ့ဒီအတန်ကိုတဲ့ဘယ်တော့မှလည်းမကြားခဲ့ဘူးအခုလည်းကြားနေတာမဟုတ်ဘူးကြားကျင်လိုက်တာဆိုတဲ့တောင့်တမှုလည်းမရှိဘူးဆိုတဲ့အတန်မျိုးပေါ်မှာမြင်မလို့ခြင်းနဲ့ဆန္ဒတွေ့တာတဲ့တဏှာရာကချစ်မြတ်လို့မှုဆိုဖြစ်ပါမလားဖြစ်ဘူးလေတော့မှလဲပဲစီးပြီးတော့နေတဲ့လူကဟောကလည်းမမြင်ဘူးကြားလည်းမကြားဘူးဆိုလူတွေကကြားဘူးရင်တော့တမျိုးပေါ့နော်မရှိတာဘယ်သူမှလို့ကျင်တဲ့စိတ်မဖြစ်ဘူးသိလည်းမသိဘူးဆိုမလို့ကျင်ဘူးဒါမှန်တယ်နော်အဲ့တော့လို့ကျင်မလားဆိုမလို့ကျင်မဘူးတဲ့နှာခေါင်းနဲ့မှအနံ့မခံဘူးတဲ့အနံ့နဲ့ပတ်သက်ပြီးတော့နော်အခုလည်းနှံ့ရှူရတဲ့အနံ့မျိုးလည်းမဟုတ်ဘူးကိုမခံစားဘူးတဲ့ဟာကိုရှူခြင်းလိုက်တာအနံ့မတစ်မျိုးသိတော့ကိုကြည့်ရောပန်းနဲ့စပယ်ပန်းနဲ့သိမယ်နော်ခရီးပန်းနဲ့သိမယ်ပန်းနဲ့ညပန်းနဲ့ပေါ့လေပန်းနဲ့သိမယ်အဲ့ဒီပန်းနဲ့နဲ့တခုမှမတူတဲ့အနံ့ကိုမသိဘူးမသိတဲ့အနံ့ကိုဒီအနံ့လေးလိုချင်လိုက်တာလို့ရှိသူမှဘယ်သူမှမရှိဘူးကိုမတွေ့ဘူးတဲ့အရာနဲ့ပတ်သက်ပြီးတော့လိုချင်မှုတတ်မဲ့မှုဆိုတာသူကသူကိုမဖြစ်တာနော်ကိလေသာသူကသူညှိနေတာအဲ့ဒီဘောမှာလိုချင်တဲ့စိတ်မရှိကိုယ်ကိလေသာတွေကများလာတာလိုချင်မှုတွေများလာတပြေးများလာပစ္စည်းတွေများလာထို့တူပဲမစားဘူးတဲ့အစာစီဝဝိညေယကိုရှာပေါ်ရောက်လာတဲ့အရာသာအဲ့ဒီအရာသာနဲ့ပတ်သက်ပြီးတော့တခါမှလည်းမရဘူးမစားဘူးအရာသာမခံဘူးခုလေအရာသာခံနေတာမဟုတ်ဘူးအရာသာဒီအရာသာလေးစားခြင်းလိုက်တာတခါမှမစားဘူးဘယ်လိုလုပ်ပြီးတော့အဲ့ဒါကိုစိတ်ထဲမှာတောင့်တမှုဆိုတာဖြစ်ပါဖြစ်ဘူးနောက်တကကာယဝိညာဉ်ခန္ဓာကိုယ်နဲ့ထိတွေ့တာထိတွေ့မှုအလုံးကိုထိဘူးတာမဟုတ်ဘူးကိုထိဘူးတာဒါကြိုက်မကြိုက်ဖြစ်တာလေကိုမထိဘူးတဲ့အရာတွေအများကြီးပဲရှိတယ်အများကြီးရှိတယ်အဲ့အများကြီးတဲ့ကိုတခါမှမထိဘူးမထိဘူးတဲ့ဟာကိုထိကျင်လိုက်တာဆိုတဲ့ဆန္ဒလည်းမဖြစ်ဘူးအဲ့လိုမဖြစ်တဲ့အာယုမျိုးပေါ်မှာဖြစ်ခြင်းနဲ့ထိခြင်းနဲ့ဆန္ဒထိဖို့စိတ်ညွတ်နေတဲ့ရာဂထိဖို့နော်မျက်နှိုးနေတာလှုပ်ခြင်းနေတဲ့တွေ့တမှုတဏ္ဍာဒါတွေရှိပါမလားတဲ့ဆိုတော့မရှိဘူးဆိုလိုတဲ့အဓိပ္ပာယ်ကဝိပဿနာတရားအထုတ်ပြီးဆိုရင်ကိုယ်အတွေ့အကြုံရှိတဲ့ပုံမှာနော်လောဘဖြစ်တဲ့အပေါ်မှာမဖြစ်အောင်လုပ်ဒေါသဖြစ်တဲ့အပေါ်မှာဒေါသမဖြစ်အောင်လုပ်တာကိလေသာဖြစ်တဲ့အပေါ်မှာကိလေသာမဖြစ်အောင်လုပ်ရမှာမဖြစ်တာကိုသွားပြီးတော့ရှားကြံပြီးတော့လုပ်မနေနဲ့လို့ဒါရှင်းနေဟောအစပြဟုတ်တယ်မလားကိုမတကမှမသိဘူးတာလေစိတ်ကူးရင်တော့ရှိကောင်းရှိမှာပေါ့လေနော်ကြာဘူးရင်တော့စိတ်ကူးရင်တဲ့လူကဒီမှာပူလိုက်အိုက်လိုက်တာလက်ကမပေါ့သွားနေအေးမြအေးမလားဒါစိတ်ကူးရင်တော့ကူးခြင်းကူးမှာပေါ့နော်လာပေါ်မှာသွားနေလိုက်အေးနေမလား
စိတ်ကူးကြည့်တာတော့ရှိနေတယ်သို့တော့ကိုမခံစားဘူးတဲ့အာယုံနဲ့မျက်စိကမမြင်ဘူးတာနာကမကြားဘူးတာဆိုလိုတာပဲဟာနဲ့မှကိုမဆက်သက်မရဘူးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့လူတွေမှာတွေ့တာစိတ်မျက်နှာစိတ်ဆိုတာဖြစ်ဘူးနေတဲ့မျက်နှာတဲ့ဆိုတာတစ်ခါမှဖြစ်နိုင်အဲ့တော့မဖြစ်တဲ့နေရာကိုဝိပဿနာရှုစရာမလိုဘူးလို့ပြောတဲ့တဲ့ဒါကြောင့်လို့မာစီဆရာကြီးဟောရတဲ့ပါရတမတဲ့နော်မာစီဆရာကြီးကဒီတွေ့တာတဲ့နေရာမှာအဲ့ဒီအတွေ့အတာကိုဖြုတ်ဖို့ဝိပဿနာရှုရတယ်ဒီမမြင်ရကိလေသာသူငြိမ့်သည်နော်တဏှာဖြစ်တဲ့နေရာမှာဝိပဿနာရှုရမယ်ဒေါသဖြစ်တဲ့နေရာမှာဝိပဿနာရှုရမယ်အဲ့ဒီအာယုမျိုးပေါ်မှာလောဘဒေါသမဖြစ်ဘူးဝိပဿနာရှုတယ်နောက်စိတ်ကူးကြံစည်တယ်အဲ့ဒီတခါမှကောင်းတယ်မှမတွေ့ဘူးဒါနောက်ဆုံးကြတော့မနောဝိညာဉ်ရနော်စိတ်နဲ့သာစိတ်ကူးပြီးတော့သိရတဲ့အတွေ့အခေါ်ကောင်းတယ်မှတခါမှမတွေ့ဘူးတခါမှလည်းမစင်စားဘူးအဲ့ဒီမစင်စားဘူးတဲ့ပေါ်မှာတော့တွေ့တာမှုရှိပါမလားမရှိဘူးနော်အဲ့လိုပြောလိုက်တော့6ခုနော်6ခုကိုမိဘဝဆိုရတာပဲနော်မမြင်ဘူးမကြားဘူးအနတ်မခံဘူးအရာသာမသိဘူးထိတွေ့မရှိဘူးစိတ်မကူဘူးဆိုတဲ့အာယုန်တွေပေါ်မှာတွေ့တာတတ်မဲ့မှုဆိုတာမရှိသည့်အတွက်ကြောင့်အဲ့ဒီပေါ်မှာလူတွေမှာလောဘဆိုတာမဖြစ်လာဒီကနော်တွေ့တာမှုလောဘဆိုတာမဖြစ်ဘူးအဲ့တော့မဖြစ်တဲ့ပေါ်မှာသွားပြီးတော့ငြိမ့်သက်เสียမလို့ဘူးနော်အဲ့တော့လူတွေမှာအာယုန်နဲ့စိတ်နဲ့စုံတွေ့တယ်ဆိုတာဒီ6ခုအလွဲပြီးမရှိတော့အဲ့ဒီ6ခုကိုခြုံပြီးတော့ပြောလိုက်တဲ့အခါမှာမျက်စိနဲ့မြင်လို့ရတဲ့အာယုန်ကဒိဋ္ဌနော်ဒိဋ္ဌနားနဲ့ကြားရတဲ့မှန်မြတ်သုတ္တနှာခေါင်းနဲ့နမ်းရှူရတာလျှာနဲ့အရသာခံရတာခန္ဓာကိုယ်နဲ့ထိတွေ့ရတာမုဒ္ဒဒိဋ္ဌသုတ္တမုဒ္ဒဒိဋ္ဌဆိုတာမြင်ရတဲ့ဟာသုတ္တဆိုတာကြားရတဲ့ဟာမုဒ္ဒဆိုတာထိတွေ့ရတဲ့ဟာအနန္တဆိုတာလည်းနှာခေါင်းနဲ့ရောက်မှသိတာနော်နှာခေါင်းနဲ့ရောက်မှသိတာအရသာဆိုတာလည်းရှားပေါ်ရောက်မှသိတာခန္ဓာကိုယ်ကထိတွေ့တယ်ထိတွေ့ဆိုတာကိုယ်လာထိမသိတာအဲ့ဒါတွေကထိတွေ့မှုရှိလို့မုဒ္ဒလို့သုံးတယ်မုဒ္ဒဆိုတာရောက်လာတာကိုယ်လာထိတာနော်လာထိတာအဲ့ဒီအာယုန်နဲ့ရဲ့နောက်တစ်ခါစိတ်ကူးပြီးတော့သိရတဲ့အဝိညာတအဲ့ဒီသုံးခုလေးခုကိုမှတ်ထားဖို့လိုတယ်ဒိဋ္ဌသုတ္တမုဒ္ဒဝိညာတဒိဋ္ဌသုတ္တမုဒ္ဒဝိညာတပေါင်းလိုက်ရင်တော့6မျိုးနော်6မျိုးကိုဘာလို့4မျိုးတည်းပြောတော့ဆိုရင်ဒိဋ္ဌကမျက်စိနဲ့ဆိုင်နေသုတ္တကနားနဲ့ဆိုင်နေမုဒ္ဒကြတော့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ကာယဒီသုံးခုနဲ့ဆိုင်ဝိညာတဆိုတော့စိတ်နဲ့သက်ဆိုင်အဲ့ဒီအာယုံဟာဒီ4မျိုးကလွယ်ပြီးပဲမှမရှိဘူးဒီ4မျိုးကလွယ်ပြီးပဲမှမရှိတော့တာအကုန်ပဲနော်အဲ့ဒီအာယုန်နဲ့ပတ်သက်လာတဲ့အခါမှာတဲ့ရသော်ဗျာအဲ့ဒီပတ်သူ့ကိုတရားဟောပြီနော်မြင်တဲ့ဆိုတဲ့အာယုန်ပေါ်မှာမြင်တဲ့အတိုင်းဒါလေးတိုင်းရထားလိုက်ပါလူချင်းနဲ့လူမစင်စားနဲ့လူချင်းနဲ့စိတ်နဲ့မစင်စားနဲ့မြင်တဲ့အတိုင်းဒါလေးတိုင်းပဲရထားလိုက်ပါကြားရင်လည်းကြားတဲ့အတိုင်းလေးပဲရထားလိုက်ပါနော်ရထားလိုက်ဆိုတာစိတ်ဖြစ်စဉ်ကြီးကိုရခိုင်းတာပြောတာမဟုတ်ဘူးနော်မြင်ပြီးရင်လောဘမဖြစ်စေနဲ့ပြောတာတိပဲရှင်းရှင်းနော်
မြင်ပြီးရင်လောဘမဖြစ်စေနဲ့လောဘမဖြစ်အောင်ထိန်းလို့ပြောတာနော်မြင်တာကိုတခါတလေမြင်ပြီးမဖြစ်တာတွေရှိတယ်လေလန်ခီးသွားရင်မြက်ပင်နေသစ်ပင်နေမြင်သွားတာပဲဘာဖြစ်လူတွေငက်တန်နေကားတန်နေကြားနာဘာဖြစ်ကောင်းတဲ့အစင်းတော်မစင်းတော်နော်ဘာသာငက်တန်နေကြားဘာမှဖြစ်ကြားနေတာပဲနှာခေါင်းကအနံ့ရလည်းပဲဒီတိုင်းပဲဥပက္ခရှုနေတာနော်ပါဇတ်ထဲမှာတကတည်းကိုယ်သွေးကိုခါနေတာချိုးနေတာရှိတယ်လေဘာမှမရှိဘူးသူကသူပဲရှိရရတာတော့ရှိနေတာပဲပေါ့နော်ကိုယ်စက်တဲ့အကိုတော့ရတာသိတာသိချာကြည့်လိုက်ရင်သိနေတယ်အဲ့လိုရတာဆိုသိနေငန့်နေလားချိုးနေလားတလိပ်တွေပါကြငန့်နေနော်နာရည်တွေပါကြတော့ငန့်နေအဲ့တော့အဲ့ဒီမှာလည်းပဲလောဘမဖြစ်ဘူးခန္ဓာကိုယ်လည်းထိနေတာပဲရိုးထိနေကြဘာမှဖြစ်ဘူးထိနေတာပဲအမြင်တာဝတ်တာတဲ့ဝတ်ကထိနေတာပဲဘာဖြစ်စိတ်ကူးတဲ့တဲမှာလည်းပုံမှန်ကူးနေတဲ့သိနေတဲ့စိတ်တွေဘာဖြစ်နော်လောဘမဖြစ်ဘူးအဲ့ဒါကိုမြင်တဲ့အတိုင်းတိုင်းမှာယက်ထားလိုက်ကြားရင်ကြားတဲ့အတိုင်းတိုင်းယက်ထားလိုက်နော်ထိတွေ့လာရင်ထိတွေ့တဲ့အတိုင်းတိုင်းမှာယက်ထားလိုက်ဆိုတာလောဘမဖြစ်စေနဲ့လို့ပြောတာအဲ့ဒီပုံမှာလိုချင်တဲ့စိတ်မပေါ်စေနဲ့စိတ်ကူးလို့ရှိရင်လေလိုချင်တဲ့စိတ်တွေနဲ့မကူနဲ့သွားဝတိုင်းပဲအဲ့ဒီလိုမြင်စရာအာယုန်နဲ့ပတ်သက်လာပြီးတော့အဲ့လိုယက်တန်ထားနိုင်မဲ့ဆိုရင်နဲ့ယက်တန်ထားနိုင်မဲ့ဆိုရင်မြတ်စွာဘုရားအဲ့ဒီအာယုန်ပေါ်မှာမင်းလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးတဲ့အဲ့နေရာလေးမှာယက်ထားနိုင်လို့ရှိရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်မောဟလည်းမဖြစ်ဘူးနော်ဒိဋ္ဌိမတ္တမြင်တဲ့အတိုင်းတွေပဲထားလိုက်ကြားရင်ကြားတဲ့အတိုင်းပဲထားလိုက်နော်ထိတွေ့ရင်ထိတွေ့တဲ့အတိုင်းပဲထားလိုက်စိတ်ကူးကြံစီသိရင်သိတဲ့အတိုင်းလေးပဲထားလိုက်အဲ့ဒီပေါ်မှာဆက်ပြီးစဉ်းစားမနေနဲ့စဉ်းစားမနေရင်လောဘဒေါသမောဟနဲ့မတွဲဘူးနော်ဆွဲလန်းတဲ့နေရာမှာဝိပဿနာရှုရတာနော်ဆွဲလန်းရဝိပဿနာရှုအဲ့ဒီမှာအဲ့ဒီလောဘဒေါသနဲ့မတွဲဘူးလောဘဒေါသမတွဲရင်အဲ့ဒီအာယုန်ဒီပေါ်မှာစိတ်ကမရောက်တော့ဘူးစိတ်မရောက်တော့ဘူးဆိုလို့ရှိရင်မင်းရဲ့စိတ်တွေအာယုန်နေနဲ့အာယုန်နေပေါ်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးသူသဘာဝအတိုင်းပဲမြင်နေကြားတယ်နော်ထိတွေ့တယ်သိတယ်ဆိုတဲ့အတိုင်းတာပေါ်မှာပဲရှက်သွားလိုက်မယ်ရှက်သွားလို့ရှိရင်ကိလေသာတွေမရှိတော့သည့်အတွက်ကြောင့်နေဝိဒနာဟုရနော်မင်းဒီဘဝမှာလည်းမင်းရှိမှာမဟုတ်တော့ဒီဘဝမှာလည်းမင်းဖြစ်မှာမဟုတ်တော့နာဟုရတခြားဘဝမှာလည်းဖြစ်မှာမဟုတ်တော့ဒီဘဝကလည်းပျောက်ကွယ်သွားမယ်နောက်ဘဝမှာလည်းမပေါ်လာဘူးဟိုဘဝဒီဘဝနဲ့နောက်ဘဝစัจ जा လေးမှလည်းမဖြစ်ဘူးဧတိဝန္တောဒုက္ခတာဒါဆင်းရဲဒုက္ခချုပ်ငြိမ်းခြင်းပဲဖြစ်တယ်နိဗ္ဗာန်ကိုဟောလိုက်တာနော်အဲ့ဒါကိုဟောလိုက်တာအဲ့ဒီလိုအဆက်ဖြတ်နိုင်ကိလေသာနဲ့စိတ်နဲ့မတွဲအောင်အဆက်ဖြတ်လိုက်လို့ရှိရင်ဒီဝိဒမင်းကိုဒီဘဝမှာလည်းတွေ့ရမှာမဟုတ်ဘူးနဟုရနောက်ဘဝမှာလည်းတွေ့ရမှာမဟုတ်ဘူးလူတွေကမတွေ့ရဘူးဆိုရင်သူကစိတ်တော့ကရောက်သွားတယ်နော်တွေ့ချင်နေတာဟုတ်ဒါကြောင့်နဥပယမန္တရေနဟိုဘဝဒီဘဝမှာကြားလေးများရှိနေအောင်မလားလို့စဉ်းစားတတ်တယ်အဲ့ဒါကြောင့်ဘဝနှစ်ခုရဲ့ကြားမှာလည်းမင်းတွေ့မှာမဟုတ်တော့ဆိုလိုတာဘယ်မှမင်းမတွေ့တော့တန်တရားထဲမှာမင်းကိုရှာတွေ့လို့မရတော့ဒါဟာဒုက္ခဆုံးသတ်ခြင်းပဲဖြစ်တယ်မလုကြဗုဒ္ဓကိုမြတ်စွာဘုရားကဒါကအဲ့လိုရှုမှတ်နိုင်ခြင်းရဲ့အကျိုးတရားကိုထည့်ပြီးတော့ဟောလိုက်တာ
တဏှာကလွတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာနော်ဆင်းရဲဒုက္ခအဆုံးသတ်သွားပြီအဲ့ဒါလို့ထားနိုင်မယ်ဆိုရင်ဆင်းရဲဒုက္ခအဆုံးသတ်သွားဟုတ်တယ်ထားဖို့လွယ်လားလို့ဆိုလွယ်ဘူးသို့တော့မဖြစ်နိုင်တာလားလို့ဆိုဖြစ်နိုင်တယ်လောကကြီးမှာနှစ်ခုရှိတယ် possible impossible possible အဖြစ်နိုင်တယ် impossible မဖြစ်နိုင်သို့တော့ဖြစ်နိုင်တယ်နော်မလွယ်ဘူးခက်တယ်သို့တော့ဖြစ်နိုင်တယ်မလွယ်တာတချို့ကလွယ်တယ်မဖြစ်နိုင်တာလည်းရှိတယ်အဲ့တော့မြတ်စွာဘုရားဟောလိုတာကတဘာဝမှာအာယုန်နဲ့ပတ်သက်လာလို့ရှိရင်လောဘမဖြစ်စေနဲ့ဒေါသမဖြစ်စေနဲ့မောအဲ့ဒီဟောရတဲ့လုံးဝတူတူပဲအမှမထူဘယ်အာယုန်ကိုပေါ်မှာမင်းလောဘမဖြစ်နဲ့လောဘမဖြစ်ဘူးဆိုရင်မင်းကိုဒီမှာလည်းတွေ့မှာမဟုတ်ဘူးဟိုဘဝမှာလည်းတွေ့မှာမဟုတ်ဘူးနှစ်ဘဝရဲ့စัจ जा မှာလည်းတွေ့မှာမဟုတ်တော့ဘူးတန်တရားကိုဆုံးသွားပြီလို့ပြောတယ်နော်အဲ့ဒီအိဗေကိုရှားနာဖြစ်သွားရင်ဘယ်မှရှာမတွေ့တော့ဘူးလေအဲ့တော့မတော်ကြဗုဒ္ဓကိုဒီကမ္မထံလေးဟောလိုက်တာမြတ်စွာဘုရားဒီကမ္မထံဟောလိုက်တော့အခုနားတဲ့လူတွေဘလောက်နားလဲသွားသလဲမတော်ကြဗုဒ္ဓရောဘလောက်နားလဲသွားသလဲဆိုတဲ့နှစ်ဖန်ကြတော့ဆက်ပြီးတော့နားထောင်ကြည့်နော်မတော်ကြဗုဒ္ဓကသူနားလဲတာကိုပြန်လျှောက်ပြလိုက်နှစ်ဖန်ကြမြတ်စွာဘုရားကဒါမြတ်စွာဘုရားဟောတဲ့တရားအဆုံးသတ်လိုက်တာပဲနော်အဲ့ဒါကိုချုပ်ကင်ထားနိုင်ရင်မင်းဘယ်တော့မှလောဘဒေါသနဲ့မတွဲမိတော့ဘူးမတွဲမိရင်မင်းဘယ်နေရာမှဖြစ်မှာမဟုတ်တော့ဘူးဘယ်နေရာမှမဖြစ်ရင်မင်းဒီမှာလည်းတွေ့မှာမဟုတ်ဘူးဟိုမှာလည်းတွေ့မှာမဟုတ်ဘူးနဘဝရဲ့စัจ जा မှာလည်းတွေ့မှာမဟုတ်ဘူးဒါဒုက္ခအဆုံးသတ်ပဲနိဗ္ဗာန်ကိုရှင်းညွှန်ပြီးတော့ဟောလိုက်တာနော်အဲ့ဒါကိုဝိပဿနာကျင့်တော့ဘလို့ကျင့်နေဆိုတာဒီရှင်မလုကြဗုဒ္ဓကသူဒီလိုနားလဲပါတယ်ဆိုတာလေးပြန်လျှောက်တယ်အဲ့ဒီကြရင်တော့ကျင့်စဉ်ပို့ပြီးတော့ထင်ရှားလာပါမယ်ဒါကြောင့်တရားချက်ခင်သူတို့ပြိဿပေါင်းတို့မလုကြဗုဒ္ဓဝိပဿနာတရားဟာလွန်ကျင့်တာဖြစ်တယ်နော်ကိုတွေ့တာမှုမရှိတဲ့နေရာမှာဝိပဿနာရှုတာမဟုတ်ဘူးတွေ့တာတဲ့နေရာမှာတွေ့တာမှုပြောက်ဆွဲလန်းရမှာဝိပဿနာရှုရတာဖြစ်တယ်ပေါ့နော်ဆွဲလန်းတဲ့နေရာမှာဝိပဿနာရှုတာဘာကြောင့်ဝိပဿနာရှုတာအဆွဲဖြုတ်ဖို့ဝိပဿနာရှုတာဆိုလို့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အကျဉ်းဆုံးအရှင်းဆုံးဖြစ်တဲ့မတော်ကြဗုဒ္ဓဝိပဿနာဒိဋ္ဌိဒိဋ္ဌမတ္တကိုနာယူမှတ်သားပြီးဖြစ်ဖို့ခက်ပေမဲ့လို့မဖြစ်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့တဏိဋ္ဌာန်ချပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းဤတဲ့ချာရှင်ဘုရားဘုရားရီတော်တို့သည်ဓမ္မတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏
အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဘုရားကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ပုံကျင့်ဤကုန်သောသုံးဆုံးများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း